ဓမြနှစ်ယောက်ဟာလေယာဉ်ပေါ်ကနေအမေရိကန်ဒေါ်လာတန်း100ကိုခိုးယူခဲ့ကြပါတယ်။သူတို့ဟာငွေတုပ်တွေကိုရှင်အောင်ထားတဲ့ကျိုးတွေကိုအမြင်ဖြတ်တောက်ပြီးပေ3000ကျော်အမြင့်ကနေလေထဲကိုပစ်ချလိုက်ပါတယ်။လေယာဉ်ပေါ်ကနေမထောက်ကခင်သူတို့ဟာကင်မရာကိုလက်ကလေးထောင်ပြပြီးလောင်ပြောင်ခဲ့ကြပါတယ်။အဲဒီနောက်လေယာဉ်အမိနောက်မီးကိုပြေးသွားပြီးခုန်ချကအချိန်နဲ့ကြာစင်နေတဲ့ငွေတုပ်တွေစီကိုလိုက်ပါသွားကြပါတယ်။သူတို့နှစ်ယောက်ဟာလေထဲမှာဓာတ်တွေကိုထုတ်ပြီးငွေတုပ်တွေကိုထပ်မံပြတ်တောက်လိုက်တဲ့အခါဒေါ်လာတန်း100ဟာကောင်းကင်ယံမှာပြန့်နှံ့သွားပြီးမြေပြင်ပေါ်ကိုမိုးရွာသလိုကျဆင်းခဲ့ပါတယ်။ဓမြတွေဟာအောက်ဘက်ကပေ2600ကျော်နက်တဲ့တွင်ကြီးထဲကိုဆက်လက်မှုရှုသွားပြီးတွင်ထဲရောက်မှလေတီးဖွင့်ကအောင်မြင်စွာထွက်ပြေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲငွေတွေကျလာတဲ့အောက်တက်တက်ကအလွန်ဆင်းရဲတဲ့ရက်ွက်တွေတစ်ခုမှတော့လူတွေဟာမမျှော်လင့်ပဲရရှိလာတဲ့ငွေတွေကိုဝန်တာအားရကောက်ယူခဲ့ကြပါတယ်။ဒီထူဆန်းတဲ့ဓမြမှုကြောင့် FBI အဖွဲ့ဟာဝေခွင့်မရဖြစ်နေပါတယ်။ဒီလောက်ကက်ခဲတဲ့စစ်စင်ရေးကိုလုပ်ပြီးမှဘာလို့ဆင်းရဲသားတွေကိုပေးကမ်းရတာလဲဆိုတာသူတို့နားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။နောက်ထပ်ဓမြတိုက်မှုတစ်ခုမှာတော့သူတို့ဟာအဆောက်အုံထဲကိုတံမေးတွေနဲ့ဝင်ရောက်လာပါတယ်။208ထက်ကရုံးခန်းစီအထိမောင်းတက်သွားပြီးဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့စိန်တွေကိုခိုးယူခဲ့ကြပါတယ်။အဲဒီနောက်အပေါ်ဆုံးထပ်မှန်ပြတဲ့ဘက်ကိုရက်ခွဲပြီးစိန်တွေနဲ့အတူခုန်ချခဲ့ကြပါတယ်။လေထဲမှာလေထုဖွင့်ပြီးစိန်အမြောက်များကိုဆင်းရဲသားတွေစီရှိဟာကိုပဲထပ်မှန်ဖြန့်ပြီးခဲ့အခါရဲတွေဟာဘာလို့မှမသိဖြစ်နေချိန်မှာပဲခံထားအသက်ခံထားတဲ့တင်တန်းစင်းရဲရရှိလူတယောက်ကတော့ဒီဓမြမှုတွေရဲ့နောက်ဘက်ကတကယ့်ရွေချက်ကိုစတင်ချောက်ကိုတွေ့ရှိခဲ့ပါတယ်။